2009က Real Madrid ကို Ronaldo ပြောင်းဖို့ဆုံးဖြတ်ခဲ့တာကဘောလုံးသမိုင်းမှာတတိရှိဆုံးပြောင်းရွှေ့လို့တောင်ပြောလို့ရတယ်။ Cristiano Ronaldo က2009ခုနှစ်မှာ Real Madrid ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာကစူပလာမန်မော်လို့ပြောင်းခဲ့တာမျိုးမဟုတ်ခဲ့ပေနဲ့ရဲရဲနဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ပြောလို့ရပါတယ်။အဲဒီချိန်က Real Madrid ရဲ့ခြေနေကိုကြည့်မယ်ဆိုရင်သူတို့ဟာ Manchester United ရဲ့နှစ်ပေါင်းများစွာနောက်ကျကျန်နေခဲ့တာဖြစ်ပါတယ်။ Real Madrid ဟာ Man United ရောက်ရှိနေတဲ့အဆင့်ကိုရောက်ဖို့အတွက်နှစ်ပေါင်းများစွာကြာအောင်မယ်လို့သုံးသပ်သူတွေကပြောဆိုခဲ့ကြတာကလည်းလက်ရှိသမိုင်းကြောင်းနဲ့ကာညီနေခဲ့ပါတယ်။အဲဒီချိန်မှာ Real Madrid ရဲ့ချန်ပီယံလိစွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင် Man United ဟာ Ronaldo ထွက်ခွာပြီး2နှစ်ကြာမှတောင်မှချန်ပီယံလိဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါသေးတယ်။အဲဒါကြောင့်ဒီပြောင်းရွှေ့ဟာအဲဒီချိန်က Lionel Messi တယောက်ဘာစီလိုနာနဲ့အောင်မြင်နေတယ်လို့မျိုးအောင်မြင်မှုနဲ့အာမခံချက်မျိုးပေးနိုင်တဲ့ပြောင်းရွှေ့မှုမျိုးမဟုတ်ခဲ့ပါဘူး။အဲဒါကြောင့်မလို့ဒီပြောင်းရွှေ့မှုဟာ Ronaldo အတွက်ကတော့ရဲရဲနဲ့အဆုံးဖြတ်ချက်လို့ပြောလို့ရပါတယ်။ Ronaldo ဟာအဲဒီချိန်ကအားကစားစွမ်းဆောင်ရည်အရပုံမနှင်းကြတဲ့ကလပ်ကိုပြောင်းရွှေ့ခံခဲ့ရရုံသာမကဘဲနဲ့သူရောက်ပြီးတဲ့နောက်မှာအဲဒီကလပ်ကိုအရန်ကောက်အောင်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။သူဟာ Real Madrid အသင်းရဲ့ချန်ပီယံလိ10ချိန်မြောက်ဖလားခင်နောက်ပိုင်းအမကန်အဆင့်တန်းကိုရောက်ရှိဖို့အတွက်အဓိကအစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ Real Madrid ဟာချန်ပီယံလိမှာအစဉ်လာရဘရင်ဖြစ်ခဲ့ပြီးမြဲ Ronaldo ရောက်လာပြီးတော့နောက်ပိုင်းမှာတော့ချန်ပီယံလိဖလား6ချိန်ထပ်မံဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီကာလအတွင်းမှာသူဟာနှစ်ပေါင်းများစွာဂိုးသွင်းနှုန်းပြန်မြတပွဲတကိုးနှုန်းကျော်သိမ်းယူခဲ့ရုံသာမကဘဲနဲ့သူကစားခဲ့တဲ့ပုံစံကိုလည်းပြောင်းလဲပြစ်ခဲ့တာဖြစ်ပါတယ်။2009ခုနှစ်မှာသူဟာဘောလုံးကိုတိုက်ရိုက်ကစားလေးရှိပြီးတော့ဂိုးသွင်းနေနဲ့လည်းဖန်တီးမှုများစွာပြုလုပ်ခဲ့တဲ့ကစားမတူဖြစ်ပါတယ်။ Ronaldo ဟာဂျိုစီမော်ရင်ဟိုလက်အောက်မှာတော့ကွင်းပေးကနေဖြတ်တင်ဘောများအဝေးကနေဂိုးသွင်းနိုင်တဲ့ကစားမတူဖြစ်လာခဲ့ပါတယ်။2014ခုနှစ်နောက်ပိုင်းမှာတော့ဘောလုံးလောကမှာမြင်မှုသမျှတဲမှာအကောင်းဆုံးအနေရရှိတဲ့ box area တိုက်စစ်မှုဖြစ်ကိုပြောင်းလဲခဲ့ပါတယ်။ဘယ်ဘောလုံးကိုမဆိုခေါင်းတိုက်နိုင်သူအကောင်းဆုံး box area အမြင်နဲ့လှုပ်ရှားမှုတွေရှိတဲ့ကစားမဖြစ်လာခဲ့ပါတယ်။သူဟာသူ့ကိုယ်သူပုံစံတစ်ပြောင်းလဲခဲ့တဲ့အတွက် Real Madrid ဟာဘောလုံးလောကမှာဆက်လက်အရေးပါနေပြီးတော့အကောင်းဆုံးအသင်းဖြစ်ရည်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Real Madrid ကိုပြောင်းရွှေ့ခဲ့တဲ့အဲဒီဆုံးဖြတ်ချက်ဟာဒီလောက်ထိအောင်မြင်လိမ့်မယ်လို့ဘယ်သူမှမျှော်လင့်ခဲ့ကြတာမဟုတ်ပါဘူး။ဒါဟာငယ်စဉ်ကလေးကလိုချင်ခဲ့တဲ့ကလပ်သူ့ကိုယ်သူမြင်နေခဲ့တဲ့နေရာကိုပရိသတ်တဦးလိုစိတ်ခံစားမှုပို့ပြီးတော့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီပြောင်းရွှေ့မှုကပဲသူ့ကိုအားကစားသမိုင်းတစ်လျှောက် GOAT ရဲ့စကားဝိုင်းမှာပါဝင်လာစေခဲ့တဲ့ကစားမအဖြစ်ပြောင်းလဲပေးခဲ့တယ်လို့ဆိုရင်လည်းမမှားနိုင်ပါဘူးခင်ဗျာ။